အငိမ့်စားစစ်မှုထမ်းဟောင်းတဦးဟာထူးခြားတဲ့အထူးကြည်စံတထောင်လို့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူကချွန်ထက်တဲ့ကိရိယာတစ်ခုနဲ့ကြည်ထိပ်ဖျားကိုပြားအောင်လုပ်ပြီးအဲ့ဒီတဲကိုအစိတ်ထည့်ခဲ့ပါတယ်။ပြီးတာနဲ့သူဟာဈေးကိုသွားပြီးရိုးရိုးချင်းချင်းစနိုက်ပါတနက်တလက်တက်စင်ကိုလိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ယူခဲ့ပါတယ်။ ရိုင်ဖယ်ကိုတက်စင်ပြီးသွားပေမဲ့အတန်တိတ်ကိရိယာ silencer လိုအပ်နေတာကိုသိခဲ့ရပါတယ်။ဒီပြဿနာကိုဖြေရှင်းဖို့သူကပြုတ်ပြင်းရေးဆိုင်ကိုသွားခဲ့ပါတယ်။အဲ့ဒီမှာတန်ပိုက်တစ်ခုနဲ့ဝါယာကျိုးအချို့ကိုခိုးယူခဲ့ပြီးအိမ်မှာပဲကိုယ်တိုင်လုပ်အင်းလို့အတန်တိတ်ကိရိယာတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ရိုင်ဖယ်ကိုစံတတိကောင်းကောင်းအလုပ်လုပ်တွေကိုတေချာသွားတဲ့အခါအမျိုးသမီးတစ်ခုကိုရောင်းချဖို့သွားခဲ့ပါတယ်။အဲ့ဒီအမျိုးသားကဒီအမျိုးသမီးဟာလက်နက်တွေနဲ့ပတ်သက်ရင်အရန်ကျွမ်းကျင်နေဆိုတာကိုသတိထားမိပါတယ်။အမျိုးသမီးကရိုင်ဖယ်ကိုယူပြီးဆန်းဆက်ပစ်ခတ်ကြည့်ပါတယ်။မီတာ900အကွာကပြစ်မှတ်ရဲ့အလဲဘဟော့ကို Bose Eye ကိုတက်ထီအောင်ပြစ်ပြနိုင်ခဲ့ပါတယ်။သူမကျင်းတဲ့သွားကိုရိုင်ဖယ်ကိုလက်ခံလိုက်ပါတယ်။ဒါပေမဲ့အယောင်းဝယ်ပြီးသွားတဲ့အခါအမျိုးသမီးကနယံတစ်ခုရဲ့နောက်မှာတိတ်တိတ်ပုံနေရယူလိုက်ပါတယ်။သူမဟာအဲ့ဒီစနိုက်ပါတနက်ကိုအတုံပြူပြီးတနက်ပစ်ခလုတ်ကိုဆွဲလိုက်တဲ့အချိန်မှာရောင်းတဲ့လူကိုတပ်ပစ်ဖို့စီစဉ်ထားခဲ့တာပါ။ဒါပေမဲ့မမျှော်လင့်ပဲတစုံတစ်ခုဖြစ်ပျက်ခဲ့ပါတယ်။